အားလုံးပဲမင်္ဂလာပါခင်ဗျာပယံဆိုင်မှာအလုပ်လူခေါ်လို့ဒီနေ့လူ3ယောက်တပ်ဖို့ပေးတာဖြစ်ပါတယ်ခင်ဗျာအလုပ်လုပ်တဲ့နေရာတော့ပတောင်ဝက်ချံမှာဖြစ်ပါတယ်ပယံဆိုင်မှာနောက်ထပ်လူ2ယောက်3ယောက်လောက်ထပ်ခေါ်တယ်နော်အောက်စီချက်ချောတက်လို့ရှိရင်သူယူပါတယ်ခင်ဗျာအခန်းပေးတယ်နော်အခန်းပေးတယ်ဒီလောက်ချင်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ဆက်သွယ်လာလို့ရတယ်နော်ကျွန်တော်လောက်တွင်ပြီးတော့စမခတယ်ပွဲသားခတယ်ဘာခမှပေးရမလို့ပါဘူးခင်ဗျာဒီတော့အလောက်ရလို့ရှိရင်ကျွန်တော်ဒါငါးတော့ရပြီကျွန်တော်ကတော့အလောက်ရှာပေးတာမဟုတ်ပါဘူးခင်ဗျာဒါပေမဲ့အလောက်လိုတယ်ကျွန်တော်လည်းပြောလို့ကျွန်တော်ကြားထဲကနေပြီးတော့ဆက်သွယ်ပေးတာဖြစ်ပါတယ်ခင်ဗျာပုတ်ကတ်မြို့မှာခန်းပြောင်းခန်းရွှေပစ္စည်းတယ်လဲကျွန်တော်ခေါ်လို့ရတယ်နော်ကျွန်တော်အခန်းရောက်တဲ့အထိကြိုပို့လုပ်ပေးပါတယ်ခင်ဗျာပုတ်ကတ်တမျိုးတည်းမဟုတ်ပဲထိုင်းနိုင်ငံနေရာနှံ့လဲပို့ပေးပါတယ်ခင်ဗျာအခုတော့ပတောင်တို့ရောက်ရှိလို့လာပါပြီဒီမှာအလုံးလုံးမဲ့နေရာတော့အခုကတော့တန်ရလာပို့လာပြီမိုးချုပ်ဆိုတော့ဘာမှမမြင်ရတယ်ကျွန်တော်လာပို့ပေးတဲ့ကိုယ်နဲ့မှလည်းအလောက်ကန်ဆင်ပြေပါစေခင်ဗျာနောက်ပုတ်ကတ်မြို့မှာအလဲသွားမယ်ဈေးဝယ်မယ်ဆိုလိုက်ခေါ်လို့ရတယ်နော်ကျွန်တော်အခန်းရောက်ပြီးအကျိုးပို့အကုန်လုံးလုပ်ပေးပါတယ်ခင်ဗျာကျွန်တော်ကငှားတဲ့သူတယောက်ချင်းစီအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ video file ကိုအဆုံးထိကြည့်တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ